ဦးဒါလာဘက်တစ်တော်တွေကအိန္ဒိယရွာလေးတရွာမှာမင်းကလေးငယ်လေးတဦးဟာဥရောပတိုက်သူအမျိုးသမီးတယောက်ရဲ့လက်ပေါ်မှာပန်းချီဆွဲပေးရင်းတာယာလာပတဲ့တခြင်းတစ်ပုတ်ကိုတီဆိုနေပါတယ်မော်လီရဲ့အရေးချင်းကလူတိုင်းကိုဆွဲမစီခဲ့ပေမဲ့စကော့ဘတ်စတွန်နဲ့သူ့ရဲ့စစ်သားတွေရောက်လာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်ကတရင်ကသူမရဲ့ခင်ပွန်းကိုတွေ့တဲ့အခါမင်းကလေးငယ်လေးဆွဲထားတဲ့လက်ရာတွေကိုပြတ်တက်ပြီးမော်လီကိုသူမရဲ့အစီခံဖြစ်ခေါ်သွားခြင်းတယ်လို့ပြောပါတယ်အဲ့ဒီနောက်အက်ဒဝက်ခမင်းကလေးရဲ့မိခင်လိုကီကိုငွေကြေးအချို့ကန်လန်းခဲ့ပြီးလိုကီကလည်းအဲ့ဒီတင်ကားပြားတွေကိုသမီးဖြစ်သူရဲ့ပန်းချီလက်ရာအတွက်အဖို့အခလို့ထင်မှတ်ပြီးလက်ခံခဲ့ပါတယ်ဒါပေမဲ့မိနစ်အနည်းငယ်ကြာမှတော့ကတရင်ဟာမော်လီကိုကုန်စီတစ်ခုလိုသဘောထားပြီးတကယ်တမ်းဝယ်ယူခြင်းခဲ့တာဖြစ်ကြောင်းသူမသိလိုက်ရပါတယ်အဲ့ဒီအမျိုးသမီးကမင်းကလေးကိုကားပေါ်သို့တွန်းတင်လိုက်တဲ့အခါလိုကီဟာသမီးဖြစ်သူနောက်ကိုအတန်လိုက်ပါသွားခဲ့ပြီးသမီးကိုပြန်ပေးဖို့အင်္ဂလိပ်တွေကိုတောင်းပန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစစ်သားတယောက်အနားသို့ချင်းကပ်လာပြီးဒေသခက်အမျိုးသမီးရဲ့ဦးခေါင်းကိုတင်းနဲ့ချိန်ရွယ်လိုက်ပေမဲ့ပိတ်ခတ်ခြင်းမပြုမိထားစီခံလိုက်ရပါတယ်စကော့ကထူဂျီဆန်ဟာအဆိုပါလူဒန်းစားတွေအတွက်အသုံးပြုဖို့တန်ဖိုးကြီးလုံးတယ်လို့ဆိုကလိုကီကိုတပ်ပစ်ဖို့တခြားနေလန်းရှာရန်အမိန့်ပေးခဲ့ပါတယ်ထို့နောက်ထူလူသည်တစ်သားတုံးတုံးကိုယူကအမျိုးသမီးငယ်ရဲ့ဦးခေါင်းကိုရိုက်နှက်လိုက်ပြီးသမီးဖြစ်သူရဲ့ရှေ့မောက်မှာတင်သူမကိုတိုက်ခိုက်ခဲ့ပါတယ်တစ်ဖက်တွင်လည်းဒေလီမြို့ရဲ့စင်ကြီးဖုံးရက်ကွက်မှာပုံကံမှုတစ်ခုဖြစ်ပွားနေပါတဲလူများကသူတို့ရဲ့ခေါင်းဆောင်ကိုပြန်လွတ်ပေးဖို့တောင်းဆိုနေကြပြီးမလွတ်ပေးရင်တနေရာလုံးကိုမိရှုဖျက်ဆီးပြီးမယ်လို့ချင်းကြောက်နေကြပါတယ်ပုံကန်သူတွေအဆောက်အုံထဲကိုဝင်မစီးနိုင်အောင်တားဆီးဖို့စ조사ရင်းယာဂျူးလူရဲဟာချန်စီယိုကိုဖျက်ကျော်ပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်သူဟာထိုသူတွေကိုရင်ဆိုင်ရတဲ့တူးသေးသောတတိခေဖြစ်ပြီးလူပေါင်းဒါဇင်နဲ့ချီကိုတကူတော်နှိမ်နှင်းနိုင်ခဲ့ပါတယ်လူတစုကသူ့ကိုဝိုင်းဝန်းကြုတ်ကင်ဖို့စ조사ကြပေမဲ့ယာဂျူးဟာသူ့ရဲ့တာဝန်ကိုလက်မလျှော့ပဲစစ်အခြေစိုက်စခန်းကိုခဲနေပစ်ခဲ့တဲ့သူကိုဖမ်းဆီးဖို့သာအာယုံစိုက်ခဲ့ပါတယ်ဒါကြောင့်သူဟာသူ့ကိုတားဆီးဖို့စ조사တဲ့ပုံကန်သူတွေကိုတိုက်ခိုက်ရင်းရီမန်းချက်ပန်းတိုင်စီရောက်အောင်တွားခဲ့ပါတယ်ယာဂျူးဟာအစမတန်အင်အားမမျှတဲ့အခြေအနေမှာတောင်ရန်သူတွေကိုအရှုံးမပေးတဲ့အတွက်သူ့ရဲ့ပြတ်သားတဲ့စိတ်ဓာတ်ကိုကြည့်ပြီးအထက်လူကြီးတွေကအထင်ကြီးလေးစားသွားကြပါတယ်ပိမတ်ကိုဖမ်းဆီးပြီးနောက်မှာတော့ယာဂျူးဟာသူ့ရဲ့တမှုပေးထားတဲ့အမိန့်အတိုင်းထူလူကိုအဆောက်အုံထဲသို့တရွတ်တိုက်ဆိုခေါ်သွားခဲ့ပါတယ်သွေးတွေပေးကျန်နေတဲ့မျက်နှာကိုစေးကြောတန့်စင်ပြီးနောက်သူဟာသူ့ရဲ့တာဝန်ကျရာနေရာကိုပြန်သွားခဲ့ပြီးသူ့ကိုဝိုင်းဝန်းတိုက်ခိုက်တာတောင်အလဲမထိုးနိုင်ခဲ့တဲ့လူအုပ်ကြီးကြားမှာကြောက်ရွံ့မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ယာဂျူးဟာယာဒူးတို့ကိုအခွင့်အရေးတွေလွှဲချော်နေပြီးအထူးရာရှိတယောက်ဖြစ်မလာနိုင်တဲ့အပေါ်အလွန်အမင်းစိတ်ပြတ်အားလျော့နေပါတယ်။ဒါကြောင့်သူဟာအဲ့ဒီစိတ်ပြတ်မှုအလုံးကိုလက်ကျင်ရေးထဲမှာပဲပုံအောလိုက်ပြီး6လအကြာမှာတော့သူ့ရဲ့လက်တိချက်ပြင်းအားကြောင့်တဲအိတ်တစ်ခုကိုတောင်ဆုတ်ဖြဲပြနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အာဘာဒါနီဟာအတဝက်စီကိုတွားရောက်တွေ့ဆုံပြီးဘရင်ခံစကော့နဲ့သူ့ဇနီးတို့ရွာကိုလာရောက်လေပတ်စင်ကရွာထဲကမင်းကလေးငယ်လေးတအုပ်ကိုခေါ်ဆောင်သွားခဲ့တဲ့အကြောင်းအတိပေးခဲ့ပါတယ်ဒါဟာသူတို့အတွက်ပြဿနာကြီးကြီးမားမားဖြစ်လာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဂွန်ဒီလူမျိုးတွေဟာငြိမ်းချမ်းစွာနေထိုင်တတ်သူတွေဖြစ်ကြပေမဲ့တိုးအုပ်တအုပ်လိုပဲအလွန်စီးလုံးညီညွတ်ကြလို့ဖြစ်ပါတယ်တိုးအုပ်တိုင်းမှာတိုးထင်းရှိတယ်လို့ပဲသူတို့အုပ်စုကိုဘလို့ပေးဆက်မှုမျိုးနဲ့မဆိုမိမိအသက်နဲ့ရင်းပြီးတော့တောင်ကာကွယ်ပေးမဲ့တိုးထင်းတယောက်ရှိပါတယ်ပြီးမှဟာအဲ့ဒီလူတွေကိုစောင့်ရှောက်ဖို့တာဝန်ရှိသူဖြစ်ပြီးပျောက်ဆုံးသွားတဲ့သူ့ရဲ့တိုးငယ်လေးကိုပြန်လည်ရှာဖွေဖို့ဒေလီမြို့စင်ကြအေဖုံးရက်ကွက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ပြီးမှဟာတစ်တော်ရဲ့မှာဝမ်ပူလေးတကောင်ကိုထောင်ချောက်ထဲရအောင်ဆွဲခေါ်ဖို့သူ့ရဲ့ခန္ဓာကိုယ်ကိုရဲ့အစာဖြစ်အသုံးပြုနိုင်တဲ့အထိတမာသူဖြစ်ပါတယ်တောရဲ့မှာအမဲလိုက်ခံနေရစဉ်အတွင်းသူဟာကြားတကောင်ရဲ့ခြေရာကိုတွေ့ရှိသွားပြီးသူ့ကိုလိုက်နေတဲ့ဝမ်ပူလေးကိုကြားရှိရာစီတိုက်ရိုက်လမ်းကြောင်းပေးလိုက်ပါတယ်အဲ့ဒီသားရဲ့နှစ်ကောင်ထိတ်တိုက်တွေ့တဲ့အခါမှာတော့ဝမ်ပူလေးကထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပြီးမှဟာကြားရဲ့လိုက်လံခြင်းကိုခံရပြီးတောရဲ့ကတနေရာရောက်မှာအားတော့ကြားကိုထောင်ချောက်ထဲမိအောင်လုပ်နိုင်ခဲ့ပါတယ်ကြားကလွတ်မြောက်ဖို့အတန်ရုန်းကန်နေပေမဲ့ဘီယန်ကကျိုးတွေကိုကင်ထားပြီးတားရဲကသူ့ကိုမတိုက်ခိုက်နိုင်အောင်တားဆီးထားပါတယ်ချိတ်နှစ်ခုကိုချိတ်ဆက်တော့မဲ့အချိန်မှာပဲကျိုးပြတ်သွားပြီးကြားကလွတ်သွားခဲ့ပါတယ်ကြားရဲ့တိုက်ခိုက်ခြင်းကိုခံရချိန်မှာတော့ဘီယန်ကကြားရဲ့နှာခေါင်းပေါ်ကိုမစ်ဆေးတွေပက်လိုက်တဲ့အတွက်ကြားဟာချက်ချင်းပဲတတိလစ်သွားခဲ့ပါတယ်သူ့သူငယ်ချင်းတွေနဲ့အတူအမဲလိုက်ပြီးနောက်မှာတော့ဒိုးထင်းကြီးဘီယန်ဟာမော်လီရဲ့တည်အစအနကိုရှာဖွေဖို့မြို့ရဲကိုထွက်လာခဲ့ပါတယ်ဘီယန်ဟာအလုတ်ယုံတစ်ခုမှာအလုတ်လုပ်နေပြီးဒီနေ့မှာတော့အရာရှိတယောက်ကသူ့ကိုပိုက်ဆံခိုးဖို့စ조사တယ်လို့ဆွဆွဲကအဆက်ခွဲခဲ့ပါတယ်ရောဘတ်ကသူ့ကိုဒေါသတကြီးနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပေမဲ့ဘီယန်ဟာသူ့ကိုအနိုင်ယူနိုင်လောက်အောင်တမာသူဖြစ်ပါလျက်နဲ့ပြန်မခုခံဖို့ဆုံးဖြတ်ခဲ့ပါတယ်စစ်သားကသူ့ကိုအကြိမ်ကြိမ်ရိုက်နှက်ပြီးနောက်ထွက်သွားခဲ့ပြီးဘီယန်ကိုခိုလုံခွင့်ပေးထားတဲ့မိသားစုကဒဏ်ရာတွေကိုကုသပေးခဲ့ပါတယ်ဘာကြောင့်ပြန်မခုခံတာလဲလို့မေးတဲ့အခါမှာတော့ဘီယန်ကသူ့ရဲ့နောက်ကျောင်းကိုမပေါ်စေချင်တယ်လို့သူ့ကိုခိုလုံခွင့်ပေးထားတဲ့သူတွေရဲ့အသက်အန္တရာယ်ကိုလည်းမစိုးရိမ်စေချင်ဘူးလို့ပြောခဲ့ပါတယ်တိုးထင်းကြီးရောက်ရှိလာတဲ့အကြောင်းသတိပေးချက်ရပြီးနောက်မှာတော့အတဝက်ကဒီချင်းချောက်မှုကိုဖြေရှင်းဖို့ဗီတီစစ်တပ်ရဲ့အကူအညီကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျူးကျော်သူရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုမေးမြန်းတဲ့အခါမှာတော့အတဝက်ကသူ့မှာဘာချက်လက်မှမရှိဘူးလို့ပြောဆိုခဲ့ပါတယ်သူမရဲ့လူတွေကိုဘီယန်ကိုတက်ပစ်ဖို့တိုက်တွန်းအဲ့တဲ့အနေနဲ့